ဆိုတာဘယ်အစဖြစ်တယ်လဲလို့သိလားအဲ့ဒါတော့အာရနဲ့အေဝါဖြစ်တယ်လို့ပြီးတော့မြမကြီးတွေကစပြီးဖြစ်တယ်လို့အဲ့လိုလူကြီးတွေတော့ပြောတာကြားဘူးလေဟုတ်တယ်တိတိကျကျတော့မသိပါဘူးဗျာလူကဘယ်အစဖြစ်တယ်လဲဆိုတော့ကဘာဥစကနေနဲ့လနဲ့ကလင်မယားဩနေကအထီးနေရယောက်ျားပေါ့ယောက်ျားလအမဩမိမအဲ့ဒီတော့လွန်တယောက်မေတ္တာစုံမဲ့ပြီးညားကြတယ်ပေါ့ဗျာချစ်ခင်ပြီးညားကြပြီးတော့မှလဖြစ်တဲ့အမမှာပဋိသန္ဓေတည်ပြီးတော့တယောက်နဲ့တယောက်စိတ်ခံမသိတွေဖြစ်ပြီးကွဲကွာကြတယ်ကွဲသွားကြတာချစ်တုံးကချစ်ပြီးကွဲတဲ့ခါကွဲတာပေါ့ဟုတ်တာပေါ့ကွဲတဲ့ခါကျတော့နေရလဲစိတ်ဆိုးတယ်လကလည်းစိတ်ဆိုးတယ်ဟုတ်ကဲ့လကလည်းနေကိုပြောတယ်နေဝင်မှငါထွက်မယ်နော်နေရလဲပြောတယ်လဝင်မှငါထွက်မယ်ခုနကြီးအကိုကရှိတယ်အခုဒီအကိုကရှိတယ်လေဟုတ်တယ်ဟုတ်လားနေထွက်ရင်လဝင်သွားပြီဟုတ်တယ်လထွက်လာရင်နေဝင်သွားပြီဟုတ်တယ်အဲ့ဒီမှာပြဿနာဘယ်မှာစတယ်ဆိုတော့လမှာနေရနေပါသွားတယ်တတိသားပါသွားတယ်တတိသားပါသွားတော့ဒီလစိတ်ညစ်တယ်ငါတော့ဒီတတိသားကြီးလွယ်ထားတယ်ဒီနဲ့ရတဲ့တတိသားနေသေးလားတိတ်လည်းဖြစ်လာပြီအဲ့တော့ဒီတတိသားကိုစိတ်နာလို့ငါနဲ့တော့မထားဘူးဆိုပြီးလူပြေကိုလာနေပြီးတော့အုပ်ချလိုက်အဲ့ဒီလာဦးကလူဖြစ်တာ